ခုတော့မျောကောင်းမျောနေရှာရော့မယ်အဖေနဲ့မေတို့ရဲ့သားမပြည့်စင်ခွနာလွတ်ကြပြီတော့ဒီဘဝဒီမြလာပေါင်းတင်ပြီးတော့ဒီကကြီးဒီလိုပဲခွဲကြရတော့မယ်ထင်ပါရဲ့အမေဝယ်ပေးတယ်ဟောဒီအဝါရောင်သင်္ကန်းလေးကလည်းခုတော့သွေးလေးပေးချမ်းလို့အနီရောင်ဖြစ်လွှမ်းခဲ့ပြီအမေဝယ်ပေးတယ်ဟောဒီသပိတ်ကလေးကလည်းသာသူပြီးဆိုတာနဲ့တပြိုင်နဲ့တပိတ်ကွဲလေးတွေဖြစ်လာတွေ့ရတော့မယ်ဘဝတန်ရာဆက်ဆက်ပြီးတော့မေတို့ပေါ်မှာသာပြမစော်ကားမိကြတာရှင်သားကိုခွင့်လို့ကြပါတော့လို့အဖေမေရှိရာရပြုမျိုးဘက်ကိုဥတီထားလို့မို့လက်ဆယ်ရထိတ်မှမူကရှိကိုယ်လုံးဥမချနိုင်ပေမဲ့စိတ်ထဲကညှို့သွားလို့မို့အဖေအမေတွေကိုလည်းပဲကြော်ပန်းလေးဆင်မြန်းလို့နေပြန်ပါပြီပြိတ္တရဲ့ကိုရင်လေးမလိမ္မာဘူးလား